လူတွေကဘဝရထားသည့်အတွက်ကြောင့်ပျော်စရာအာယုန်နေနဲ့ပျော်ကြတယ်ချမ်းသာကြတယ်ဝမ်းသာကြတယ်ပျော်ရွှင်နိုင်ကြတယ်ဘဝကိုအကြောင်းပြုပြီးတော့ရလာတဲ့ဒုက္ခသောမနတကိုဘဝတာတာလို့ခေါ်တယ်အဲ့ဒါတွေကြောင့်လူတွေကဘဝကိုမစွန့်လွတ်နိုင်ကြဘူးပျော်စရာတွေလိုက်ကြည့်မယ်ဆိုအများကြီးပဲပေါ့နော်ပျော်စရာတွေရှိတာပဲမရှိတာတော့မဟုတ်ဘူးအဲ့ဒီလိုဘဝတာတာဘဝပေါ်မှာတွေ့တာပြီးตายာနေတဲ့တဏှာနဲ့နှောင်ဖွဲ့ခံထားရတဲ့ပုဂ္ဂိုလ်တွေတဲ့ဘဝတာတာဖတ်တာနှောင်ဖွဲ့ခြင်းခံထားရတဲ့ပုဂ္ဂိုလ်တွေဟာတေထုတ်ပမုံစာအဲ့လိုအာယုန်တွေကိုတွေ့တာနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအာယုန်တွေကိုဆွတ်လွတ်ဖို့ဆိုတာတော်ခဲနေတွေ့တာရတဲ့တဏှာကိုဆွတ်လွတ်ဖို့ဆိုတာလည်းလွန်ခဲနေလွယ်လွယ်နဲ့မရပါဘူးတဲ့နာအညမောက္ခတခြားသူတယောက်ကတခြားသူတယောက်လွတ်မြောက်သွားအောင်လည်းလုပ်လို့မရပါဘူးကာမဂုဏ်အာယုန်နဲ့နေမောနေတဲ့ပုဂ္ဂိုလ်တယောက်ကအခြားကာမဂုဏ်အာယုန်နဲ့နေမြုပ်နေတဲ့လူကိုလွတ်မြောက်အောင်မလုပ်နိုင်ပါဘူးဥပမာပါနဲ့တူလို့ဆိုရင်တောတွေထဲမှာရွှွညွန်စွာရှိတယ်ညွန်အိုင်ကြီးတွေရှိတယ်အပေါ်ယံကမျက်တိသီးရတိပေါက်ပြီးတော့နေတယ်အမှတ်တမဲ့အဲ့ဒီရွှွညွန်အိုင်ကြီးနဲ့ဆင်းလိုက်ရင်လှုပ်လိမြုပ်လိပဲသူကဆင်းနေဆိုလည်းပြန်မတက်နိုင်ဘူးကြားတွေဆိုလည်းပြန်မတက်နိုင်တော့လူလည်းအဲ့ဒီထက်ရောက်သွားရင်လှုပ်လိမြုပ်လိပဲသူကရွှွန်အိုင်ကြီးတွေအဲ့ဒါလို့အဲ့ဒီလိုရွှွန်အိုင်ဘွဲအိုင်ကြီးတွေကိုကျသွားတဲ့ပုဂ္ဂိုလ်တယောက်ဟာသူများကိုလည်းမကယ်နိုင်ဘူးသူ့ကိုယ်သူလည်းမကယ်နိုင်ဘူးနော်တယောက်နဲ့တယောက်သူကမကယ်နိုင်ဘူးရှည်နေတဲ့လူလိုပဲတယောက်နဲ့တယောက်ဖတ်ရင်နှစ်ယောက်စလုံးမြုပ်သွားတယ်ရှော့အိုင်းထဲမှာလည်းထို့တူပဲနှစ်ယောက်စလုံးမြုပ်သွားတယ်ကာမဂုဏ်အာယုဆိုတာအဲ့ဒီတိုင်းပဲတဲ့ဒုပ္ပမုံစာလွတ်မြောက်ဖို့လည်းခဲရင်နဲ့အခြားသူတယောက်ကအခြားသူတယောက်လွတ်မြောက်အောင်ကူညီဖို့ဆိုတာလည်းမဖြစ်နိုင်ဘူးတဲ့အမှန်တန်ခဲရင်နဲ့ဘာကြောင့်လို့ဆိုတော့ကာမဂုဏ်အာယုကိုတွေ့တာတဲ့ဆိုတော့တခုတည်းမဟုတ်ကြဘူးတဲ့ပစ္စာပုရိဝါပိအပိက္ခမာနာရပြီးတဲ့နောက်လဲတွေ့တာနေတာပဲမရခင်ကလည်းတွေ့တာပဲရှားပြီးသားဆိုတာအတိတ်ကိုတွေ့တာမရသေးဘူးဆိုတာအနာဂတ်ကိုတွေ့တာသူတွေဟာမျှော်မှန်းချက်နဲ့လေတွေ့တာနေကြတာပဲပြီးခဲ့တာလဲပြန်ပြီးတော့စမြုပ်ခံပြီးတော့တွေ့တာနေကြပြန်တယ်ပြီးတဲ့ပါပြီးပြီးသားမှုဆုံးလွတ်လိုက်တာမဟုတ်ဘူးပြီးပြီးသားအတွက်လည်းပြန်တွေးပြီးတော့တွေ့တာနေတာပဲလာလက်တန်းကိုလည်းတွေ့တာတယ်ဣမေသကာမေပုရိမေဝသဗ္ဗံလက်ရှိရရှိဆုပ်ကင်ထားတဲ့လက်ရှိရရှိထားတဲ့အနေအထားမှာရနေတဲ့ကာမဂုဏ်အာယုန်တွေရောရခင်ကရခဲ့ဘူးတဲ့အတိတ်ကကာမဂုဏ်အာယုန်တွေရောနောင်ရလက်တန်းလို့မျှော်မှန်းထားတဲ့ကာမဂုဏ်အာယုန်တွေကိုရောအဲ့ဒါတွေကိုတထန်တာတာနေတာဖြစ်သောကြောင့်တဲ့ကာမဂုဏ်အာယုန်တွေကလွတ်ဖို့ဆိုခက်တယ်ခြားသူတယောက်တွေ့တာနေတာကိုခြားသူတယောက်ကလွတ်မြောက်အောင်လုပ်ပေးဖို့လဲခက်တယ်လို့ကာမဂုဏ်အာယုန်ရဲ့အပြစ်ကိုဒီကထနဲ့မြတ်စွာဘုရားရှင်းပြတာနော်ဆွလို့ဖို့ခက်တယ်ဆိုတာကိုယ့်ဘက်ကိုစဉ်းစားကြည့်ရမယ်ကိုယ့်ကိုစဉ်းစားကြည့်ရမယ်ကာမဂုဏ်အာယုန်ဆိုတာဆွလို့ဖို့အမှန်တမ်းခဲနေတခုဆွလို့လိုက်ရင်နောက်တစ်ခုတွဲပြန်တာပဲအဲ့လိုဖြစ်နေတွဲနေသမျှတော့ဒုက္ခရောက်မှာပဲသူကနောက်တတိယဂါထာအနေနဲ့မြတ်စွာဘုရားဆက်ဟောတယ်ကာမေတုဂိတောပတုတာကာမေတုဂိတာပတုတာပမုံလာလူတွေရဲ့တဘာဝဟာကာမဂုဏ်အာယုန်တွေပေါ်မှာတမက်တမောရှိတယ်တမက်တမောဖြစ်ပြီးတော့နေကြတယ်အဲ့ဒါကိုကာမေတုဂိတာကာမဂုဏ်အာယုန်တွေပေါ်မှာတမက်တမောရှိပြီးတော့နေကြတဲ့သတ္တဝါတွေတဲ့မမောပြီးတော့နေကြတဲ့သတ္တဝါတွေအဲ့ဒီမမောနေတဲ့ပုဂ္ဂိုလ်တွေဟာဘာလို့ကြတော့ဆိုလို့ရှိရင်ရှားပြီးသားကာမဂုဏ်အာယုန်တွေမှာမမောသလိုတစ်ဖက်ကလည်း
ဘတုတာမရသေးတဲ့ကာမဂုဏ်တွေရဖို့အတွက်ရှားနေကြပြန်တယ်ရှားပြီးသားလဲသိမ့်ပိုက်ထားတယ်မမောနေတယ်နောက်ထပ်အသစ်လဲထပ်ရှားနေတယ်ဘဝမှာအဲ့ဒီတိုင်းပါပဲနော်လူတွေဟာအသစ်နဲ့ရှားလို့ပြီးတာမှမဟုတ်တာရှားလို့မပြီးဘူးအဲ့ဒီလိုလူတွေရဲ့သဘာဝကိုမြတ်စွာဘုရားကာမေတုဂိဋ္ဌာအဲ့တော့ကိုယ့်ကိုစဉ်းစားကြည့်ကာမေတုဂိဋ္ဌာဆိုတာခြုံပြီးတော့ကြည့်လိုက်မယ်ဆိုရင်မျက်စိကမြင်တဲ့လှပတဲ့အဆင်းအာယုံနားကြားတဲ့ချိုသာတဲ့အသံအာယုံအဲ့ဒီအပြင်ဘာထင်ရှားတော့ဆိုရတအာယုံမှာထင်ရှားတယ်လူတွေဟာတစ်ခါစားပြီးနောက်တစ်ခါစားကြတယ်အသက်ရှည်ဖို့စားတာမဟုတ်ဘူးကြိုက်လို့လိုက်ရှာစားနေတာနိုင်ငံညာကမှားစားတယ်နိုင်ငံညာချက်တွေအမျိုးစုံရှာပြီးတော့စားကြတယ်အစားအစာနဲ့ပတ်သက်ပြီးတော့ဘယ်ဆိုင်ကကောင်းတယ်အဲ့တော့ရိုးရိုးအစားနဲ့အားမရတဲ့အခါကျတော့ဘီယာပါတောက်လာဒါလည်းကာမဂုဏ်အာယုံပဲအဲ့ဒါလို့အာယုန်ဒီမှာမလွတ်နိုင်တော့လူတွေဆွဲလန်းပြီးတော့လာတယ်ဆွဲလန်းလာလို့ရဖို့ရအတွက်လည်းကြိုးစားလာကြတယ်အဲ့ဒါကိုကာမေတုဂိဋ္ဌာကာမဂုဏ်အာယုန်တွေကိုမမောတယ်ကာမဂုဏ်အာယုန်မမောလို့မျက်စိကအလှပကိုကြည့်ဖို့ဆိုတာဘယ်တော့မှမဆုံးနိုင်တဲ့ပစ္စည်းတွေကိုတီထွင်နေကြတယ်အတန်ဆိုတာလဲအတန်ပိုင်းဆိုင်ရာလဲတီထွင်ပြီးတော့နေကြတယ်တခြင်းတွေအသစ်အယ်ဘန်တွေထွက်တခြင်းဟောင်းသွားရင်တော့တခြင်းအသစ်နားထောင်အဲ့တော့ဘယ်တခြင်းတော့ဝါသွားပြီလို့နောက်ထပ်မကြားချင်တော့ဘူးလို့မရှိဘူးနောက်ထပ်အသစ်နားထောင်နေတာပဲအဲ့ဒါကြောင့်ရဖို့လဲကြိုးစားနေကြတာပဲအစားအသောက်ဆိုတာလဲပြီးသွားတယ်လို့မရှိဘူးရဖို့ကြိုးစားနေကြတာပဲပမုလာတဲ့ကာမဂုဏ်အာယုန်နဲ့တွေ့ရင်လူတွေဟာစဉ်းစားဉာဏ်ပျောက်ပြီးတော့တွေးဝေမိန်မောပြီးဒီထဲမှာနစ်မျောသွားကြတယ်ကာမဂုဏ်အာယုန်နဲ့မှမျောနေတယ်မျောတယ်ဆိုတာဘာမှဥတတိမရဘူးဒီထဲမှာပျော်နေကြတာဘုန်းကြီးတို့ဂျာမနီရောက်သွားတော့တခါတော့ဂျာမနီရောက်သွားတော့အဲဒီမှာဂျာမနီမှာဥရောပတခွင်ကလာကြတဲ့ပွဲကြီးတစ်ပွဲရှိတယ်သူတို့ခေါ် lab parade လို့ခေါ်တယ်နော် lab parade ချစ်တဲ့ပွဲပေါ့နော်အဲ့တော့ဥရောပလူတွေလာကြတာမြေထားနဲ့လာကြတယ်ကားတွေနဲ့လာကြတယ်လေမြန်းတွေနဲ့လာကြတယ်ပါဠိမျိုးပေါ်မှာပြည့်ညတ်သွားလောက်အောင်အဲ့ဒီပွဲကြီးမှာလာကြတယ်ဘာလို့ကြတာတော့ဆိုကာကြခုံကြပြောကြပါကြစားကြတောက်ကြတယ်အဲ့ laboratory ဆိုတာအဲ့ဂျာမန်ဘုန်းကြီးတို့ကဗမာပြည်ရောက်ဖူးတဲ့ဂျာမန်ဘုန်းကြီးတို့ကဆရာတော်ကိုပြအောင်မယ်ဆိုပြီးတော့လာကြည့်ပါအောင်ဆိုပြီးတော့တယ်လီဗီရှင်းဖွင့်ပြတာအဲ့ဒီလူတွေကခုံနေတာတွေကိုသူပြတာအဲ့ဒါကြောင့်ကိုသိတယ်ဘာပွဲတော့ဆို laboratory နော်ချစ်ခင်စွာချစ်တဲ့ပွဲဆိုတဲ့အဓိပ္ပာယ်နဲ့တူပါတယ်အဲ့ဒီပွဲမှာဆိုရင်လူတွေဟာပျော်ဖို့ပါဖို့လာကြတာအကုန်လုံးပျော်ပါလို့ကအားမရနိုင်ကြပါဘူးပမုံလှကာမဂုဏ်အာယုန်ထဲမှာမျောပြီးတော့မမောနိုင်မပန်းနိုင်တောက်လိုက်ပျော်လိုက်စားလိုက်နဲ့အဲ့လိုနေကြတာအဝဋ္ဌာနိယအဲ့ဒီအချိန်မှာဆိုရင်တရားနဲ့ပြပြီးဆုံးမမယ်ဆိုရင်ဘယ်သူမှလက်မခံနော်တချင်းဆိုလို့ပြောနေတဲ့နေရာမှာတော့တရားဟောလို့မရဘူးတရားဟောရင်ဆန့်ကျင်မဲ့ဖြစ်သွားလိမ့်မယ်ဘာလာရှုပ်တာတော့လို့အောင်းမိလိမ့်မယ်အဲ့တော့ကာမဂုဏ်အာယုန်နေနဲ့ပြောနေတော့အဝဋ္ဌာနိယနားမထောင်နိုင်ဘူးတရားသာမကြောက်ဘူးမကြားခြင်းဘူးအဲ့ဒီလိုအခြေအနေမျိုးရောက်နေတဲ့ပုဂ္ဂိုလ်တွေဟာဘာတွေများတော့ဘာတွေလုပ်တော့ဆိုရင်တေဝိတမေနိဝိဋ္ဌာသူတို့ဟာကာမဂုဏ်အာယုန်တွေထဲမှာပျော်ပါနေတဲ့ပုဂ္ဂိုလ်တိုင်းဝိတမေနိဝိဋ္ဌာ
ဝိသမဆိုတာမမျှတတဲ့ကုသိုလ်အကုသိုလ်လုပ်ငန်းတွေထူးဆဲတွေပေါ့လေမှာတော့ကုသိုလ်ကောင်းမှုမဟုတ်ပဲနဲ့အကုသိုလ်အလုပ်တွေထဲမှာနှမျောနေတယ်အရက်တော့မယ်ပြောမယ်ပါမယ်အချင်းချင်းမတည့်ရန်ဖြစ်ကြမယ်ရိုက်ကြမယ်နှက်ကြမယ်အကုသိုလ်တွေနဲ့အဲ့ဒါဝိသမေနိဝိထာမမြတ်တဲ့အကုသိုလ်လုပ်ငန်းထဲမှာသူတို့ကနှမောနေကြတယ်တဲ့အဲ့ဒီလိုပျော်ပါနေတဲ့ပုဂ္ဂိုလ်တွေဟာနောက်ဆုံးအချိန်ရောက်လို့ဒုက္ခရောက်ပြီဆိုရင်ဘာဖြစ်တော့ဒုက္ခပဏိတာပရိတိဝေယန္တိဒုက္ခနဲ့ကြုံပြီဆိုတဲ့အခါကျတော့ပြည်တန်းညပြန်တယ်ငိုကြပြန်တယ်ဘယ်လိုငိုတော့ဆိုရင်ဒီဒုက္ခဘယ်လိုဒုက္ခတော့ဆိုရင်သေဖို့ကြုံလာတဲ့အခါသေကံဤဖြစ်လာတဲ့အခါမျိုးကြရင်တော့သူတို့ဟာငိုကြွေးကြတယ်ပြည်တန်းကြတယ်ဘာလို့ပြည်တန်းတယ်ဆိုကိန္တုပဝိတ္တမဣတောစုတာငါဒီဘဝကသေသွားရင်ဘယ်များဖြစ်မှာပါလဲဆိုပြီးတော့သေကံဤမှာဆိုလို့ရှင်ဒုက္ခရောက်ပြီဆိုတဲ့အချိန်ကြတော့မှပြည်တန်းကြတယ်ငိုယိုကြတယ်ဝမ်းနဲ့ပန်းနဲ့ဖြစ်ကုန်ကြပြန်တယ်ပျော်တဲ့အချိန်တုန်းကတော့ပျော်လို့မဆုံးဘူးနော်သေကံဤရောက်တဲ့အခါကျတော့လက်ထဲမှာဘာမှမရှိတော့တဲ့အခါမှာအဲ့ကြရင်တော့ဆိုရင်ဒုက္ခတွေရောက်ပြီးဒုက္ခရောက်ကြတယ်တော့သေကံဤမှာလူတွေကသေဝံသေနည်းမျိုးမျိုးကြုံရတယ်ဆိုတာသေကံဤပြုစုရတဲ့အဲ့ဒီဂျာမနီကနတ်အမျိုးသမီးတယောက်ရှောက်ဖူးတယ်သူကသေကံဤလူတွေကိုပြုစုရတဲ့ဆေးရုံမှာသူလုပ်တယ်တဲ့လုပ်တဲ့အခါတချို့လူတွေကပြုံးပြုံးလေးသိသွားတာရှိတယ်တချို့လူတွေကယုံကံပြီးတော့သိသွားတာရှိတယ်တချို့လူတွေကမယုံကံနိုင်မဲ့ပြီးသိသွားတာရှိတယ်အမျိုးစုံတွေ့ရတယ်အဲ့ဒါဘာဖြစ်လို့တော့လို့မေးဘူးတယ်နော်လူတွေရဲ့စိတ်အခြေအနေကကြောက်စရာအယုံနဲ့တွေးလို့ရှိရင်သူကြောက်လန့်နေတဲ့ပုံစံပေါ်လာတယ်ယုံကံနဲ့ဆိုလာဆွဲခေါ်နေတာလို့စိတ်ထဲထင်ရင်သူကယုံတာပဲတယောက်ယောက်ကလာဆွဲပြီးတော့သူ့ကိုနှိမ့်ဆက်တွန်းချနေတယ်ဆိုရင်ယုံကံပြုံးနေတယ်ဆိုတာတော့သူနှစ်သက်စရာအယုံလေးတွေးနေလို့သူကကောင်းရသူတိဘုံရောက်မဲ့ပုဂ္ဂိုလ်ကြတော့ပြုံးပြီးတော့သိသွားတာအဲ့လိုသေကံဤမှာပြုစုရလို့သူကအတွေ့အကြုံတွေကိုပြောတာအဲ့တော့ဗုဒ္ဓရဲ့တရားတော်အရာပြုံးပြီးသေးတဲ့သူကတော့ကောင်းရသူတိဘုံကိုအိမ်မက်ထဲမှာသူမြင်ရသလိုနမိတ်တွေ့တဲ့အခါမှာပြုံးတာဖြစ်မယ်ရှုံးကန်နေရတဲ့ပုဂ္ဂိုလ်ကတော့သူ့ကိုအနိုင်ကျင့်ပြီးဆွဲခေါ်နေတာကြောက်စရာအယုံတွေတွေ့လို့ဖြစ်လိမ့်မယ်မဲရွယ်ကြောက်လန့်ပြီးတော့တည်တဲ့ပုဂ္ဂိုလ်ကတော့သူကြောက်စရာအယုံကြီးတွေတွေ့နေလို့ကြောက်လန့်ပြီးတော့နေတာဖြစ်မယ်အော်ဟစ်နေတဲ့ပုဂ္ဂိုလ်တွေလည်းကြောက်လန့်လို့အော်ဟစ်နေတာပဲဖြစ်မယ်သေကံဤရောက်တဲ့အခါကျတော့လူတွေဟာဒုက္ခပဏိတာပရိတိဝေယန္တိအဲ့ဒီကြတော့မှပျော်သမျှတွေဟာနောက်ဆုံးအချိန်ရောက်လာပြီဆိုလို့ရှိရင်ဒုက္ခရောက်ပြီးတော့ဖယ်သွားရမှာဘယ်ကိုရောက်မှန်းလည်းမသိတော့ဆိုရင်တော့ကလည်းဖြစ်ပြီးတော့ပြိုးကြငိုကြွေးကြတယ်တဲ့ဒါကံကုန်အာယုန်နေနဲ့ပတ်သက်ပြီးတော့လူတွေဟာဒီလိုခြေနေမျိုးကိုရောက်တတ်တယ်ဆိုတော့မြတ်စွာဘုရားဟောတာဒါကံကုန်ရဲ့အပြစ်တွေကံကုန်ထဲမှာနေမယ်ဆိုရင်ဒီလိုဟာမျိုးတွေဒီကနေ့မှာဒုက္ခရောက်ပြီးတော့ကိုမကြည်မနှက်တွေဖြစ်နိုင်တယ်ဒါကြောင့်မြတ်စွာဘုရားနိလန်းပေးတယ်နောက်တစ်ခါထားမှာတတ္တမဟိသိခေထဣတိဝသန္တုမြတ်စွာဘုရားဟောကြားတဲ့တရားဓမ္မမှာလာတဲ့အတိုင်းသီလအကျင့်ကိုကျင့်ပါတဲ့သမာဓိအကျင့်ကိုကျင့်ပါပညာအကျင့်ကိုကျင့်ပါမသေးခင်မှာကာမဂုဏ်အာယုန်တွေထဲမှာစိတ်ကိုလွတ်မထားပါနဲ့ဒီသာသနာကလမ်းပြတဲ့အတိုင်းလိုက်နာကျင့်သုံးပါတဲ့ယံကေစီစဉ္ညာဝိတ္တမတိလောကေလောကမှာတရားမြတ်တမှုမရှိဘူးအကုသိုလ်တရားဖြစ်တယ်ဒုစရိုက်ဖြစ်တယ်လို့သိတာမှန်သမျှအဲ့ဒီဒုစရိုက်အတွက်
ဘယ်တော့မှမကောင်းတဲ့အကုသိုလ်ကိုမလုပ်ပါနဲ့နတ္တတဟေတုဝိတမံစရိယကိုမကောင်းမှုလို့သိထားရင်မကောင်းမှုအတွက်မကောင်းတဲ့အကုသိုလ်တွေကိုဆက်မလုပ်ပါနဲ့လို့ပြောတာဒါကလိုက်နိုင်ရမယ့်အချက်ကိုပြောတာမကောင်းမှန်းသိရင်ရှောင်လိုက်ပါမကောင်းမှန်းသိရင်ရှောင်လိုက်ပါတဲ့အဲ့ဒါတွေဆက်မလုပ်ပါနဲ့ဘာဖြစ်လို့တော့ဆိုလူရဲ့အသက်ဆိုတာတူတူလေးပါတဲ့အပင်ညှိတံဇီဝိတမဟုထိတာစဉ်းစားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တွေကလူရဲ့သက်တမ်းဟာတရားအတွင်းမှာပဲသိဆုံးကြတာများလို့သူ့အသက်ဟာအလွန်တူတယ်ဒါလည်းမကဘူးပညာရှိနဲ့ကြည့်မယ်ဆိုလို့ရှိရင်လူအသက်ဟာအသက်တရှူပဲရှိတာနော်တကယ်ကြည့်မယ်ဆိုရင်အသက်ရှူနေတဲ့လေပေါ်မှာမှီပြီးတော့နေရတယ်ခန္ဓာကိုယ်ရဲ့အငွေ့ပေါ်မှာမှီပြီးတော့နေရတယ်လူရဲ့အသက်ဆိုတာအမှန်တမ်းတူတယ်စိတ်တခဏတစ်ခုလေးနဲ့လူဟာအသက်ရှင်နေကြတယ်ယထာကားရီကားလမ်းပေါ်မှာကားမောင်းနေလို့ရှိရင်ကားဘိန်းဟာဒီတထွာလေးလောက်တင်ပဲလမ်းနဲ့ထိတာကြံတဲ့ဟာမထိဘူးဘယ်ခါဖြစ်ဖြစ်တထွာစာလေးလောက်ပဲထိတယ်အဲ့ဒါလိုပဲလူတွေဟာဘယ်နှစ်ပဲနေအသက်ရှင်တဲ့အချိန်ဟာတခဏလေးပဲလို့သူပြောတာအဲ့ဒါကြောင့်မို့မိမိလျော့ရော့မနေပဲနဲ့ဒီအမတန်တူတောင်းတဲ့လူဘဝတက်တန်းလေးမှာမကောင်းတာတွေမလုပ်ဖဲနဲ့ရှောင်ကျဉ်ပါလို့ဆက်ပြီးတော့မြတ်စွာဘုရားက၅ခုမြောက်ဂါထာကြတော့လောကမှာခြုံတွေ့နေရတာတွေနဲ့ပတ်သက်ပြီးတော့ထုတ်ဖော်ဟောကြားတယ်ပတ္တမိလောကေပရိဖန္ဒမာနာပဇံဣမံတဏှာကတံပဝေတုလောကမှာတဲ့ဘဝပေါ်မှာတွေ့တာနေတဲ့ပုဂ္ဂိုလ်တွေဟာအခက်အခဲတွေကြုံလို့တုန်လို့ခြောက်ခြားငိုကြွေးပြီးရောက်ရခတ်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးတွေ့ရတယ်ဟောရောက်ရခတ်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးတွေ့ရတယ်တုန်လှုပ်နေတဲ့ပုဂ္ဂိုလ်တွေအများကြီးရှိတယ်တုန်လှုပ်တယ်ဆိုတာစိတ်ဓာတ်အနေနဲ့မငြိမ်ဘူးဆင်းရဲဒုက္ခတွေနဲ့နေကြရတဲ့ပုဂ္ဂိုလ်တွေတွေ့တမှုတွေများတဲ့ပုဂ္ဂိုလ်ဟာစိတ်ဓာတ်ဟာတုန်လှုပ်ခြောက်ခြားပြီးတော့နေတယ်ဟိနာနရာမစ္စုမုခေလပန္တိမကောင်းတဲ့စိတ်ဓာတ်ရှိတဲ့ပုဂ္ဂိုလ်တွေဟာဒီမင်းရဲ့ခံတွင်းဝရောက်တဲ့အခါကျတော့မှညီးတွားဩဟစ်ကြတယ်တဲ့အဝိဒတဏတိဘဝပွေသူရှားလာတဲ့ဘဝတိုင်းမှာဘယ်တော့မှတွေ့တာမှုဆိုတဲ့စိတ်ဟာမကင်းဘူးတဏှာဟာမကင်းဘူးဒါကြောင့်မို့တဏှာကြောင့်တုန်လှုပ်ပြီးတော့နေကြတယ်ဆိုတာသူ့တဘာဝကိုမြတ်စွာဘုရားရှင်းပြပြီးတော့မမယိတိပတ္တထဖန္ဒမာနိမမယိတာဆိုတာငါဟာလို့သတ်မှတ်တယ်လူတွေကပစ္စည်းဆိုလဲငါဟာလို့သတ်မှတ်တယ်လူကိုလည်းသက်ရှိတဲ့ဘာကိုလည်းငါဟာလို့သတ်မှတ်တယ်ဆိုငါဟာလို့သတ်မှတ်တာဒါငါအမေငါညီငါကိုအဲ့လိုသတ်မှတ်တာပစ္စည်းလည်းငါဟာလို့သတ်မှတ်တယ်အဲ့ဒါတမြတ်တနူငါဟာလို့တွေ့တာနေတဲ့တရားတွေကိုချိပါတဲ့ဒီကနေကြလို့ရှိရင်ငါဟာဆိုပြီးအာကိုရကြီးလုပ်ပြီးမဲ့စိတ်နှလုံးတုန်လုံးခြောက်ခြားသွားကြတယ်စွန့်ရတော့မယ်ဆိုတဲ့အချိန်မှာစိတ်နှလုံးတုန်လုံးခြောက်ခြားနေကြတယ်တဲ့ဥပမာဘာနဲ့တူတော့ဆိုမစ္ဆေဝအပောရကေခိနတော်တေစီဝင်တဲ့ရေလမ်းကြောင်းကြီးကပိတ်ပြီးတော့ရှည်တွေဟာလဲသွားတဲ့အခါမှာငါးတွေဟာဖက်လက်နဲ့နော်ရှည်ကမြုပ်အောင်မငုံနိုင်တဲ့အချိန်မှာငါးတွေဟာတုန်လှုပ်ပြီးတော့ဖက်ဖြစ်နေကြသလိုပဲတတ္တဝါတွေဟာတုန်လှုပ်နေတတ်ကြတယ်တဲ့ဣတံမိဒိဋ္ဌဝါအဲ့ဒီအခြေအနေတွေကိုကြည့်ပြီးတော့အမမောစရိယငါဟာဆိုတဲ့တဏှာနဲ့တွေ့တာတဲ့စိတ်ကင်းအောင်ကျင့်ပါတဲ့ဘယ်ဟာပဲဆိုပြီးတော့ငါဟာဆိုပြီးတော့စိတ်ထဲမှာတွေ့မထားပါနဲ့တဲ့
အဲ့ဒါကဲအောင်ကျင့်ပါတဲ့ဘဝေတုအတ္တတိမကုပ္ပမနောဘယ်ဘဝရောက်ရောက်ရှားထားတဲ့ဘဝတွေပေါ်မှာပြင်းပြင်းထန်ထန်တွေ့တာစိတ်တွေမဖြစ်ပါစေနဲ့တွေ့တာစိတ်ဖြစ်ရင်ဘာဖြစ်လဲတွေ့တာမှုကြီးလေလေဆွန့်လွတ်ရဖို့ခက်လေလေတွေ့တာမှုများလေလေတောကများလေလေတွေ့တာမှုကြီးလေလေရှင်တွေကပူလောင်မှုတွေများလေလေဖြစ်လာမှာဒါကြောင့်မို့မြတ်စွာဘုရားတွေ့တာမှုတွေကိုမပြုပါနဲ့လို့အဲ့ဒါလို့ကာမဂုဏ်အာယုစိတ်တွေများနေတဲ့ပုဂ္ဂိုလ်ရဲ့အဖြစ်တနည်းတွေကိုဟောပြပြီးလွတ်ရလမ်းကြောင်းကိုနိလတစ်ခုအနေနဲ့မြတ်စွာဘုရားရှင်ပိဏောလပါရဒတာကိုရှင်းပြတယ်ဒီတရားလည်းအပြည့်စုံဟောလိုက်တာပဲเนาะကာမဂုဏ်အာယုရှင်ဘယ်လိုဒုက္ခတွေရောက်တယ်ဘယ်လိုကျင့်သင့်တယ်ဆိုတော့ပြောပြီးနောက်ဆုံးမှာဘယ်လိုလွတ်အောင်လုပ်ရမယ်ဆိုတာကိုကြည့်တော့ဥဘောတုအန္တေတုဝိနည်းဆန္ဒံဒါလွတ်တဲ့နိလန်းလေးတစ်ခုပြောပြတယ်အကျဉ်းချုပ်လိုက်လို့ရှိရင်နားလည်ရမှာအကျဉ်းချုပ်တယ်ဘာလို့ဆိုရင်ဘဝတစ်ခုဟာခြေနှက်เสียအပိုင်းရှိတယ်မခြေနှက်เสียအပိုင်းရှိတယ်ခြေနှက်เสียအပိုင်းကိုအတ္တရလို့ခေါ်တယ်မခြေနှက်เสียအပိုင်းကိုအာရိနဝလို့ခေါ်တယ်ဘယ်ဟာပဲဖြစ်ဖြစ်ခြေနှက်เสียကောင်းတာခြေနှက်เสียမကောင်းတာဆေးတောင်မှပဲယောဂပြောက်စေတဲ့ဆေးတောင်မှပဲ side effect ဆိုတာရှိတယ်နော်ဆိုးကျိုးဆိုတာလာတယ်ဘဝမှာလည်းပဲကောင်းကျိုးဆိုးကျိုးဆိုတာနှစ်ခုရှိတယ်ပေါ့နော်ကောင်းကျိုးကိုအတ္တရလို့ခေါ်တယ်ဆိုးကျိုးကိုအာရိနဝလို့ခေါ်တာပဲအဲ့ဒီမှာဘဝရဲ့ကောင်းကျိုးဘဝရဲ့ကျင့်တတ်เสียဘာလို့ဆိုရင်ဘဝရထားလို့ပြောရတယ်ရွှင်ရတယ်အပေါင်းအသင်းတွေနဲ့နေရတယ်ချမ်းသာဒုက္ခတွေရတယ်ဘဝမှာပြောစရာတွေရှိတယ်အဲ့ဒါတွေကိုခံစားရတယ်ဒါဘဝရဲ့ကျင့်တတ်เสียတခုပဲအဲ့ဘဝရဲ့မကျင့်တတ်เสียဘာလို့ဆိုရင်ဘဝကြီးကမတည်ငြိမ်ဘူးပြောင်းလဲနေတယ်အမြဲတမ်းကိုယ်ကလည်းဘဝမှာရွယ်ရွယ်နဲ့နုနုပြိုပြိုနေခြင်းပဲလို့အိုးလာတယ်အင်အားရှိရှိနေခြင်းပဲလို့အင်အားတွေရောလာတယ်အလှတွေပြက်လာတယ်ဘဝအခြေအနေတွေဆိုးရုပ်လာတယ်ဟောဒါတွေကမဖြစ်ချင်တာတွေဖြစ်တာလေအဲ့ဒါကိုဘဝရဲ့အပြစ်လို့ခေါ်တယ်ဒါပြင်အကောင်းနဲ့အဆိုးကရောနေတဲ့ဒီဘဝကြီးကလွတ်လန်းရောရှိသလားလို့ဆိုလွတ်လန်းရှိတယ်အဲ့ဒီလွတ်လန်းမှာအဲ့ဒီလွတ်လန်းကိုသိဖို့ရအတွက်ဘဝကိုပဲပြန်ပြီးတော့ဆင်ခြင်သုံးသပ်ကြည့်ဘဝပေါ်မှာတွေ့တာနေတဲ့တဏှာကိုဖယ်ရှားလို့ရှိရင်ဒါလွတ်လန်းမယ်အဲ့ဒါကိုဟောမလို့မြတ်စွာဘုရားဥဘောတုအန္တေတုဝိနည်းဆန္ဒံအကြောင်းတရားနဲ့အကျိုးတရားနော်အကြောင်းတရားနဲ့အကျိုးတရားအကြောင်းတရားပေါ်မှာလည်းတွေ့တာမှုမထားနဲ့အကျိုးတရားပေါ်မှာလည်းတွေ့တာမှုမထားနဲ့အဲ့ဒီနှစ်ခုပေါ်မှာတွေ့တာမှုတွေကိုဖယ်လိုက်ဖတ်တံပရိညာယအနာနုခိတောတဲ့ဖတ်တာဆိုတာဘာလို့ပြောရတော့ဆိုအာယုံမှာထိတွေ့မှုရှိမှအခုခေတ်တော့ထိတွေ့တာတိုက်ပွဲဖြစ်တယ်ပြောမှာကြာဘယ်မှာထိတွေ့မှုရှိသွားတယ်ဆိုလူမှလည်းပဲထိတွေ့မှုရှင်တိုက်ပွဲပဲမျက်စိကနေပြီးတော့အဆင်းအာယုံနဲ့ထိတွေ့သွားတယ်အဲ့ဒါထိတွေ့သွားတာနဲ့ဘာဖြစ်တော့ဆိုဖတ်တာပစ္စယဝေဒနာပစ္စယတဏှာအဲ့လိုလာတော့တာပဲထိတွေ့မှုကိုအကြောင်းပြုပြီးခံစားမှုတွေပေါ်လာတယ်ခံစားမှုကိုအကြောင်းပြုပြီးတော့ကြိုက်မကြိုက်ဖြစ်လာတယ်ဒါအဲ့လိုဆိုလို့အဲ့တော့အဲ့ဒီအကြောင်းနဲ့အကျိုးနှစ်ခုစလုံးပေါ်မှာမတွေ့တာဖို့ဖတ်တာကိုပိုင်းခြားခြားနားလည်ရမယ်ဘယ်လိုနားလည်ရမလဲဆိုဒီထိတွေ့မှုဆိုတာကိုနားလည်ရမယ်ထိတွေ့မှုဆိုတာဟာမျက်စိနဲ့အဆင်းအာရုံဆုံးတဲ့အခါမှာထိတွေ့မှုဖြစ်တယ်နားနဲ့အသံဆုံးတဲ့အခါမှာထိတွေ့မှုဖြစ်တယ်နှာခေါင်းနဲ့အနံ့ဆုံးတဲ့အခါလျှာနဲ့အရသာဆုံးတဲ့အခါခန္ဓာကိုယ်နဲ့ထိတွေ့ဆုံးတဲ့အခါထိတွေ့မှုတွေဖြစ်တယ်အဲ့ဒီထိတွေ့မှုတွေဟာ
ငါမဟုတ်ဘူးတကယ်တော့ဖတ်တာတဘာဝပဲတို့သူ့ကိုသိတာကိုပိုင်းခြားသိတယ်လို့ခေါ်တယ်အဲ့ဒါကိုညာတပရိညာလို့ပြောတာငါသိတာမဟုတ်ဘူးထိတွေ့မှုကဖတ်တာရဲ့သဘောသာဖြစ်တယ်လို့သိရမှာအဲ့ဒီဖတ်တာရဲ့သဘောသာဖြစ်တယ်ဖြစ်ပြီးတော့အဲ့ဒီထိတွေ့မှုလေးဆိုတဲ့ဖတ်တာဟာသာဝရလားလို့စဉ်းစားလိုက်ရင်ဘယ်ဟုတ်မလဲအာယုန်နဲ့လားဆုံတဲ့အခါမှာပဲထိတွေ့မှုဖြစ်တာမဆုံရင်လည်းမထိတွေ့မှုမဖြစ်ဘူးဖြစ်ပြီးရင်လည်းသူကပျောက်သွားတယ်အဲ့ဒါကြတော့အဲ့ဒါလို့ဆုံးဖြတ်နိုင်တာကြတော့တိရဏပရိညာလို့ခေါ်တယ်ညာတပရိညာဆိုတာဖတ်တာရဲ့သဘာဝကိုသိတာတိရဏပရိညာဆိုတာဒီဖတ်တာရဲ့မမြဲတဲ့သဘောတွေကိုဆုံးဖြတ်နိုင်စွမ်းရှိတာအသိဉာဏ်ရတာတိရဏပရိညာအဲ့ဒီဖတ်တာပေါ်မှာတွေ့တာကိုပယ်ရှားနိုင်ပြီဆိုရင်တော့ပါဟနာပရိညာလို့ခေါ်တယ်ဟောပါဟနာပရိအဲ့ဒီပရိညာသုံးခုနဲ့ထိတွေ့မှုပေါ်မှာတွေ့တာမှုမဖြစ်အောင်ထိမ့်သိမ့်ပါတဲ့ဒါလွတ်လန်းပဲထိတွေ့မှုတွေကိုနောက်လိုက်ပြီးတော့တွေ့တာနေလို့ရှိရင်တော့ဟိုခဏတဏှာတွေဝင်လာတော့မှာပဲပေါ့နော်အဆိုးတွေဝင်လာတော့မှာအဲ့ဒါကြောင့်မို့မြတ်စွာဘုရားယတတ္တကရဟိတတမကုပ္ပမနောပြောတာကိုမကြိုက်တဲ့အလုပ်မလုပ်ပါနဲ့ကိုယ်တိုင်ကမကြိုက်ဘူးဆိုတဲ့အလုပ်ကိုယ်တိုင်ကကိုယ့်ကိုပြန်ပြစ်တင်တဲ့အလုပ်မျိုးမလုပ်ပါနဲ့သူတွေကနောက်ကြရင်စိတ်ကောင်းဝင်လာတယ်ကပြောလေငါကမကောင်းတာဆိုဟုတ်လားငါကမကောင်းတာဆိုအဲ့မကောင်းတဲ့အလုပ်လုပ်ပြီးမှသူကဒီလိုပြန်ပြစ်တင်တာပေါ့ဒါကြောင့်မလို့ကိုယ့်ကိုပြန်ပြစ်တင်တဲ့အလုပ်မျိုးမလုပ်ပါနဲ့လို့ဆိုဘယ်တော့မှအမှားယွင်းမလုပ်နဲ့လို့ပြောတာဒါအဲ့ဒါကိုဆိုလို့လေယံအတ္တဂရဟိတံအကုပ္ပမနောကိုယ့်ကိုပြန်ပြစ်တင်ရမယ့်အလုပ်မျိုးမလုပ်ပါနဲ့ဆိုတာအကုသိုလ်ဒုစရိုက်ကိုပြောတာအကုသိုလ်ဒုစရိုက်လုပ်ပြီးရင်ဆိုးကျိုးတွေရပြီဆိုငါကိုယ်ကဆိုးတာဒါပေမဲ့နောက်နှမရတဲ့လူတွေရှိတယ်မင်းကောင်းရင်ကျွန်ုပ်မဆိုးပါဆိုတဲ့လူကလည်းရှိသေးတယ်ငါဆိုးတာမဟုတ်ပါဘူးပြမလူတွေကဆိုးတာပါဆိုတဲ့လူမိုက်တွေလည်းရှိသေးတယ်အဲ့လိုလည်းရှိသေးတယ်ကိုယ့်ကိုပြစ်မတင်ဘူးလေကျွန်တော်ကလူဆုံးမဟုတ်ဘူးပတ်ဝန်းကျင်ကဆိုးလို့ဆိုးရတာပါဆိုတဲ့လူလည်းပြောတယ်အဲ့တော့နောက်ဆုံးကလူမှာကိုလို့တဲ့အလုပ်ကိုကိုယ့်ကိုပြန်ပြီးတော့ပြစ်တင်ကြဘယ်အလုပ်တုံးဆိုမကောင်းတဲ့အလုပ်ပဲအဲ့ဒီမကောင်းတဲ့ကိုယ်တိုင်ကကဲ့ရဲ့ရမယ်အလုပ်မျိုးမလုပ်ပါနဲ့မလုပ်ဘဲနဲ့မြင်တဲ့အာယုံကြားတဲ့အာယုံထိတွေ့တဲ့အာယုံတွေပေါ်မှာတဲ့တဏှာအစွဲနဲ့လည်းမစွဲပါနဲ့ငါဟာလို့ဆိုတာတဏှာရဲ့ဆွဲလမ်းမှုငါလို့ဆိုတာဒိဋ္ဌိရဲ့ဆွဲလမ်းမှုအဲ့တော့ငါဟာလို့လည်းမဆွဲလမ်းနဲ့ငါဆိုတာလည်းအထင်မလွဲလိုက်နဲ့တဘာဝတရားတသက်မြတ်တာဖြစ်တယ်လို့အဲ့ဒီလိုတရားဓမ္မကိုရှင်းရှင်းမြင်မယ်ဆိုလို့ရှိရင်ဒါကာမဂုဏ်အာယုန်ရဲ့လွတ်လပ်မှာပဲကာမဂုဏ်အာယုန်တွေ့တာမှုတွေလွတ်ကင်းသွားနိုင်ပါတယ်ဆိုပြီးနောက်ဆုံးအနေနဲ့မြတ်စွာဘုရားဆက်ပြီးပေးတာဖတ်တာတစ်ခုကိုဥတည်ပြောတာဖတ်တာရင်လားလို့ဆိုမဟုတ်ဘူးတဲ့ယုတ်တိနံနေအကုန်လုံးဒီတိုင်းပဲချိတတ်ပါစေတဲ့ပညာပရိညာဝိသနေယဩခံပညာပရိညာဆိုတာအသိစိတ်တွေအားလုံးအသိပညာတွေအားလုံးကိုလည်းပဲခုတိုင်းသိပါတဲ့ကိုယ့်ရဲ့တဏ္ဍမှာဖြစ်ပေါ်လာတဲ့အသိတွေနဲ့ပတ်သက်ပြီးတော့လည်းပဲညာတပရိညာသဘာဝကိုသိရမယ်တိရဏပရိညာမမြဲတာကိုသိရမယ်ပါဟနာပရိညာတွေ့တာမှုတွေကိုဖယ်နိုင်ရမယ်အဲ့ဒီ၃မျိုးနဲ့ကိုယ့်ရင်ထဲမှာဖြစ်လာတဲ့တရားတွေကိုငါဟာဆိုတဲ့တဏှာမစွဲနိုင်အောင်ငါဆိုတဲ့ဒိဋ္ဌိမဝင်လာအောင်ပရိညာ၃ရပ်နဲ့ဖယ်ရှားပါတဲ့ဖယ်ရှားပြီးတော့အခက်ခဲကိုကြော်လွှားလိုက်ပါတဲ့ဝိတရိယဩဃံဩဃဆိုတာကြော်ဖြတ်ဖို့ခက်တာကိုဩဃခေါ်တာဩဃဟာကာမောဃလို့ဆိုတာကာမဂုဏ်အာယုန်တွေကကြော်ဖြတ်ဖို့ခက်တယ်ဆွန့်လွတ်ပြဖို့အမြဲတမ်းခဲနေလူတိုင်းဖို့မလွယ်ဘူးအဲ့တော့လူတွေကလူဘဝကိုဆွန့်လွတ်ပြန်တော့လေဘုန်းကြီးဘဝဘုန်းကြီးရောက်တဲ့အခါဘုန်းကြီးတစ်ခါတွေ့ပြန်ရောနော်တခုမဟုတ်တခုပြန်တွေ့တတ်တယ်အဲကြောင့်မလို့ကာမဂုဏ်အာယုန်ဆွန့်လွတ်တယ်ဆိုတာ
ဒီလိုင်းကြီးကိုဖြတ်ရတဲ့သဘောပဲအဲ့ဒါမှခက်ခဲတယ်ဟိုဘက်ရောက်ဖို့ဆိုခက်တယ်ပရိက္ခဟေတုမုနိနောဘလိတ်တော်တဲ့လူတွေမှာသိမ့်ပိုက်တာနှစ်ခုရှိတယ်ဘာမြင်လိုက်ဘာနဲ့သိမ့်ပိုက်တုံးဆိုတဏှာနဲ့သိမ့်ပိုက်တယ်တဏှာအမြင်နဲ့ချင့်ကပ်လိုက်တယ်ထိဋ္ဌိအမြင်နဲ့ချင့်ကပ်လိုက်တယ်ဆိုလိုတာကငါဟာဆိုအတွေ့ပဲများသောအားဖြင့်လူတွေဟာမရှက်ကဆက်လန်းမှာပြောသလိုပဲတနေ့လူတွေဟာဘာပဲဖြစ်ဖြစ်ငါဟာဆိုပြီးချုပ်ကင်နေကြတာလေအများဆုံးသုံးတဲ့ဟာငါဟာဒီနှစ်ခုနဲ့ပဲဆွဲလန်းပြီးတော့နေကြတော့အသိပညာရှိတဲ့ပုဂ္ဂိုလ်ဟာငါဟာဆိုတဲ့အစွဲတွေကင်းအောင်လုပ်ပါတဲ့အပုင္ဏတန်လောအဲ့ဒီအစွဲတွေငါဟာဆိုတဲ့တွေ့တာမှုကင်းသွားလို့ရှင်ဘာဖြစ်တုံးဆိုရှင်ထဲမှာစူးနေတဲ့မြားညောင်ကြီးဟာနှုတ်ပြီးသားဖြစ်သွားလိမ့်မယ်ဟုတ်တာပေါ့တွေ့တာမှုရှိလို့လူတွေတော့ကဖြစ်တာဟုတ်တွေ့တာမှုလွတ်သွားတယ်ဆိုလို့ရှင်ထဲမှာစူးဝင်နေတဲ့ခံရခက်တဲ့ဟာဆိုမရှိတော့အဲ့ဒါကိုအပုင္ဏတန်လောတဲ့မြားနဲ့ဥပမာပေးတာတော့ရှေးတုန်းကမြားနဲ့ပြစ်တာတွေများတာမြားစုသွားပြီဆိုရင်မြားကခြေကလေးကလည်းပါတဲ့အခါကျတော့ခွဲစိတ်ပြီးထုတ်ရတာအမှန်တမ်းနာကျင်နေမယ်အဲ့ဒါကြောင့်ရှင်ထဲမှာစူးဝင်သွားတဲ့မြားဟာတုတ်ဖို့ရခက်တယ်လို့ကိုယ်ရင်ထဲမှာရောက်နေတဲ့တဏှာတို့တောကတို့ဒိဋ္ဌိတို့ဆိုနှုတ်ယူဖို့ကမတန်ခက်တယ်ခုနလိုငါဆိုတဲ့အတွေးတွေကိုဖယ်ရှားလိုက်နိုင်လို့ရှင်အပုင္ဏတန်လောရှင်ဝါစူးနေတဲ့မြားကြီးကိုနှုတ်လိုက်ရသလိုစရမပမတ်တော်အဲ့ဒါကိုတတိထားပြီးတော့အဲ့ဒီအခြေအနေရောက်အောင်မမေးမလျော့ချင်းချင်ကျုပ်ကိုအထုတ်ပါတဲ့ဒါမို့နေတဲ့ချင်းချင်ကျုပ်ကိုအထုတ်ပါနာတိတတိလောကမိမံပရင်စာအဲ့ဒါလို့အထုတ်လိုက်လို့ရှိရင်လက်ရှိဘဝကိုလည်းမတွေ့တာတော့ဘူးနောက်ဘဝကိုလည်းမမျှော်လင့်တော့ဘူးဆိုတာဘာကိုမှလိုချင်တာမရှိတော့ဘဲနဲ့တဏှာဟာဆုံးသက်ပြီးတော့တဏှာကင်းရနိဗ္ဗာန်ကိုရောက်ရှိနိုင်ပါတယ်လို့နိဗ္ဗာန်ရောက်ကြောင်းတရားဟောတာမှန်ရသော်ဗျာနော်နိဗ္ဗာန်ရောက်သွားတဲ့ပုဂ္ဂိုလ်တယောက်ဟာနာတိတတိလောကမိမံပရင်စားတယ်လက်ရှိဘဝကိုလည်းမတွေ့တာဘူးနောက်ဘဝကိုလည်းမမျှော်လင့်တော့ဘူးသူဟာအလုံးဟာတဏှာနဲ့လုံးဝလွတ်ကင်းသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုဖော်ပြတာဒါကမြတ်စွာဘုရားကရှင်ပိဏောလပါရဒ္ဒရာကိုနှစ်ပါးထဲမှာခန္ဓာကိုယ်ကြီးတိုက်တဲ့ဟောလိုက်တဲ့ဂါထာ၈ပုဒ်အဲဒီဂါထာ၈ပုဒ်ကိုဂုဟထကတုတ်လို့ခေါ်တာဖြစ်ပါတယ်ဒုတိယမြောက်ဒီတုတ်တန်ကိုမြတ်စွာဘုရားရှင်ပိဏောလကိုဟောခဲ့ပေမဲ့လို့သာသနာတော်မှာထင်ရှားတဲ့တုတ်တန်ဖြစ်ပြီးအဝန်ဒီတိုင်းကကြွလာတဲ့ရှင်သောနာမြတ်စွာဘုရားကိုဒီသုတ်တန်တွေကိုရွတ်ဆိုပြီးတော့ပြတဲ့အခါမြတ်စွာဘုရားကိုယ်တိုင်နားထောင်ပြီးတော့စာတဲ့စာရီကြီးနေအောင်ရတာပဲတရားတွေကြီးနေအောင်ရတယ်လို့ဆိုမြတ်စွာဘုရားကိုယ်တိုင်ကတာရုခေါ်တယ်သူကိုယ်တိုင်ဟောရတဲ့ဒီသုတ်တန်တွေကိုသူကိုယ်တိုင်ပြန်နာပြီးတော့သုတ်တန်16ခုနာပြီးတဲ့အခါမှာမြတ်စွာဘုရားကိုယ်တိုင်တာရုခေါ်ခဲ့တယ်တဲ့တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့ကုဟတကတုတ်ကာမဂုဏ်အာယုံများကိုစွန့်လွတ်ပါကာမဂုဏ်အာယုံကိုစွန့်လွတ်ပါစွန့်လွတ်ဖို့ကြိုးစားဖို့မြတ်စွာဘုရားတိုက်တွန်းထားတဲ့အတိုင်းတို့ဘဝမှာလည်းပဲရှင်ထဲမှာစုဝင်နေတဲ့မြတ်ကိုဆွဲနှုတ်ပြီးချမ်းသာဒုက္ခရနိုင်ဖို့အတွက်ကာမဂုဏ်အာယုံကိုစွန့်လွတ်ရမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားနာယူပြီးစွန့်လွတ်နိုင်အောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်သတည်းသာဓုသာဓု